ဖေဖနက်စီရဲထင်တယ်ကြည့်ပါဦးဖနောက် ဟုတ်တယ်ဗျကျွန်တော်မှဖနာမရှိတော့ပါနော် နားပါလေဒီမောက်ကြည့်ပါဦးအဖက်ပိတယ်ကြည်စမ်း ငါသွားမယ်လို့ငါ first ထည့်ရတယ်ဘာဖြစ် ချင်ခဲ့ကြိုင်မေးချင်ခဲ့ကြိုင်မေးငါချင်ခဲ့မကိုင်တော့ကြာစကင်လေးရတာအပစ်စကင်မော်နော်ထိုင်မို့တရားထိုင်ပြီးကိုကြီးစုမာလေးလို့အဲ့ငါစကင်တော့နာအပစ်စကင်လို့ကျင်တော့လေချင်ခဲ့အပစ်ပဲရခဲ့ပေါ့နော်ဒီမှာပါလာရပါတော့တော့ပြပြတာတော့ဗောနော်ဟိုရင်းနှစ်စားတော့ရခဲ့တာပါဒါတော့ဟိုမှာရတာဗောနော်လဲဆဆလေး so let's go ဝယ်ရဆိုငါ live ကိုလူတွေကြည့်လဲဆက်ရှူလာမယ်နှစ်ယောက်တည်းဟာလူနာပေါ့လူဟဲငါချိပါချာကမနေရှုံးရတော့မယ်ရုပ်ကောင်းမရုပ်ဟာသူတက်စားလီမပြောတော့လာတော့လေးမတာပေါ့နေတော့မယ်ဟဲ့တော့တော်တယ်ကဲအောင်ရင်းနေစိမ့်ပါဆိုငါလည်းအောင်လာခဲ့မယ်သွားတော့ဘာဟဲ့ကိုလေးကိုပြန်တော့ဟဲ့ဘာစကီတော့ကမကီတော့ပုံရော့ဟဲ့ငါကားလည်းဝင်ကြိုက်တယ်လုံးကြအဲ့ပါဘူးတော်ဘုန်းကြီးကျောင်းဟိုဘက်မှာရောငါ့ပြင်ငါတပုတ်ခေးရမှာပြောရဟဲ့တပုတ်ခေးပြကဲဒါကြောင့်ဒီ ski ချောင်းတော့ ski ဝယ်စားရိုင်းတော့အကြောင်းလေးပြောပြပါမယ်နော်အဲ့တော့ကတော့ဒိတ်ကတော့2025 12လပိုင်း25ရက်နေ့ညဘက်ကြီးဘယ်လိုပြောမလဲအကောင့်တန်းရှောက်နေလေဟာအကောင့်ပွင့်သွားအကောင့်ပွင့်သွားတဲ့အကောင့်လေးခုသုံးတဲ့အကောင့်လေးပါအဲ့မှာလို့နေပါနဲ့ငါပါအကြောင်းရတော့ငါမလဲငါဂိမ်းအကောင့်လေးလုပ်မယ်ဆိုပြီးဂိမ်းကောင့်လုပ်တယ်ပေါ့နော်အဲ့တုန်းကမီယာပုံလေးပေါ့နော်ဒီလိုပုံလေးပါဖွင့်ရထားရအကြောင်းတငယ်ချင်းကပြောကြဟဲ့နေတော့ရုံးမှလည်းတိုင်းဟဲ့ငါမီယာပုံမရလောက်ရက်တယ်တဲ့ဟိုလေဟာတာအနေနဲ့လုပ်လိုက်တာပါတကယ်မကြိုက်တဲ့ဟီးရိုးမဟုတ်ပါဘူးတေသွားပြန်ပြီအဲ့အနေလုံးကိုပထမဆုံးမှာဟာဟိုချယ်ရီလို့မျိုးပြောမလဲဟိုဒီရဲ့ short video ဟာတာဗီဒီယိုနဲ့ကွာလုံးမစဉ်းစားရတာဗီဒီယိုရဲ့အများကြီးထားဟိုလိုမျိုးအတန်ဘာတော့ဟာငါလည်းပြင်းတာပြီးတော့ဘယ်မနော်ဟိုကြောင့်ငါအတန်5ဗီဒီယိုနဲ့လုံးပြီးအတန်5ဗီဒီယိုနဲ့လုံးမှတာမပေါက်သေးဘူးနော်ငါခတိတာကိုင်းနာအဲ့ခတိတာကိုင်းတဲ့ဗီဒီယိုမှလေသူကလည်းကြိုက်ပြီးငါပြင်းနဲ့အကြောင်းငါပြောပြလိုက်တော့မှာငါနာမည်စီးွားတာပန်းလူတွေပေါ့နော်စတာဒီနေ့ဗီဒီယိုလေးကြည့်လောက်ပါပဲ